ကတော့ကျမတင်ငယ်ချင်းတွေနဲ့အတူငွေဆောင်ခီးသွားတဲ့ vlog လေးပါဒါကတော့ပသိမ်မြစ်ဟိုတယ်ရောက်ပါပြီသူတို့လာကြိုပါလေသူပေးမမောင်းနဲ့ငွေဆောင်ရောက်တော့လေမိုးတွေပါနေတာလေပင်လယ်ထဲမစင်ရတော့ပင်လယ်နားမှာတပုံနေကြပါလေဒီဆောင်ကြတော့ညစီနဲ့ဂျပန်ကော်ဖီဆိုင်ကိုသွားကြတာပေါ့နော်အားကျမတို့ရဲ့ဒီဟိုတယ်နော်ဦးလေးသွားပြန်တတောင်းကွယ်ဟုတ်တတ်မယ်လေကော်ဖီဆိုင်ရင်ညစီရင်3000မရောက်လားတုတ်ပြီနတ်ဖိုင်ပါနဲ့ပြေးရအောင် so exciting ကော်ဖီကောင်းမှာမဟုတ်ပါကော်ဖီငွေဆောင်喺ဂျပန်မှာဂျပန်လာပြောဂျပန်နဲ့လည်းမတူဘူးငင်းကြီးက1ယောက်2000ဒါငွေဆောင်ကဂျပန်နဲ့ဂျပန်ပြောင်းလာပါပြီကျမအခုစာလေးဖတ်ပြပါဦးပါရေးထားလဲဆိုတော့ကျမတို့ဖတ်လိုက်ပါမယ်။ဘာမှမဆိုင်လောဆန်နဲ့ရာစာရေးရပါနဲ့။သူကဒီလိုမျိုး photo spot လေးတွေအများကြီးပဲလုပ်ထားပြီးတော့ဝင်ကြီးကောက်ပြီးတော့ဥစားဖြစ်တာပေါ့နော်။ဝင်ကြီးက1ယောက်2000နဲ့မအိမ်လေးတော့ချစ်စရာလေး။ဒီကမှအဲ့လိုတည်းကြီးဘယ်ဂျပန်လဲတော့မသိဘူး။အိုကီနာဝါဂျပန်တယ်။အိုကီနာဝါဂျပန်တော့ငါလည်းမရောက်ဘူးတော့မသိဘူး။မရပါဂျပန်။ဟာတူ cute နိုင်မက်ကလေးကညကြမှာလာပါနော်နိုင်မက်ကပါဆိုညမှာလာနိုင်မက်ကမနိုင်ပြီးတော့မဖွင့်နေဝင်သွားကြည့်မလားဝင်သွားကြည့်ပါနောက်အဲ့ဆိုင်ပါလားတော့ဆက်ရှင်နေမပြီးတော့ပြန်ထွက်တက်မပြေလို့ပါဒီမှာလေဒီအမိုးလေးနားလေနော်ဆန်ကူပီဆရာလေး